အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်ဆက်ပေးခြင်းတဲ့ဇလန်းလေးကတော့နေချာဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဇလန်းစာကွေးနိုင်ထူနေတော့မြန်မာပြည်မှာဟီးရိုးတွေပေါ်တယ်ဆိုပြီးသူပါသူအေးစေးပဲပဲနှုတ်ဝင်လိုက်တယ်ပြီးတော့မနိုင်မနေနဲ့လဲကိုလှမ်းချပြီးပုံကနေနဲ့အလုပ်တွေစူးစမ်းနေတာအလိုပဲတကြီးတဲ့ဘက်တပ်ပုကလည်းသူစော်ရှွန်ကြီးကိုညောင်းမင်းအောက်မှာဥရေမဲ့တယ်လို့ရုပ်ကစိုးတော့ဆင်းမလာပြီမဲ့ရှွန်ကြီးကိုမနေဘူးရောက်လာလို့ချင်းလင်တွေအဒုခသေးတယ်အမအောင်မြတ်တာလောဘာဝင်းကပါအရောက်ဝဲချက်ဖားဆိုတော့သူပါစောစောစီစီချင်းလေဒုက္ခတဲ့ထဲပါသွားရောပြီးမှကွေးနိုင်တူနေတော့ပူလုံးနဲ့ရောက်လာမှရံပွဲလေးရသွားပြီးမကျင်တဲ့ပူတို့ကျင်းတဲ့တော့ဖြစ်နေတော့ပလိချာကြီးတို့ကမတော်တဲ့အုတ်ထုပ်ကိုအဝိတ်တွေခံပြီးအတော်ဆောင်းချလာတာမိုးမချကြီးဆာလာတွေကဆဲနေရပြီပြီးတော့တကြီးဥယျာဉ်မစီတို့အိမ်ရောက်ချလာပြီတတိဦးတီထုံးကဒီရွာကလေတွေသူ့အကုန်ဝဲခြင်းနဲ့ဝဲခြင်းပေမဲ့ကွေးအဖေဦးကျက်ကလက်မခံဘူးဒီမေတွေရောင်းပြီးသူတို့ကဘာနဲ့စားမှလဲတော့ဝါသားရင်ချက်ပေးလို့လုပ်ပြီးအတကိုညင်တော့ဦးတီထုံးနဲ့ဦးကျက်ကအဖူတွေအဖတ်တွေဖြစ်ကုန်ရောဖြစ်တော့ကြားကြီးကအရစ်တွေဘယံမရာတက်ပြီးငခုပြုံးနေ